တော့တာပေါ့ မိဘတွေကတော့ထားပါတယ်ဒါကတော့ကျမရဲ့မပြစ်တွေပေါ့ရှင်မိဘတွေက10တန်းကိုအောင်ဖြေပါဝယ်လေးတစ်ခုရအောင်ယူပါလို့ပြောတဲ့အချိန်မှာကျမကတော့ပညာတက်တိုင်းမတက်တိုင်းကျမစိတ်ဝင်စားအောင်တကယ်စင်းနဲ့ပျော်ပါနေရအောင်ပဲကြိုက်တယ်လေအဲ့တော့ကျမအခုဘာဖြစ်လဲလင်းယူတယ်ခလေးမွေးတယ်နောက်ဆုံးပညာမတက်တဲ့အကျိုးကတော့တလန်းဝင်တလန်းထွက်ပြီးဈေးရောက်ရတာပေါ့ရှင်အိုးဖာတေးရမယ်ရောင်းကုန်ရမယ်ပြီးတော့လုံးနေရမယ်နော် ကဲခေတူမြင်နေနော် မြင်တယ်လေအကိုသူများသွားပြီးဆက်စုံ ငါဆက်စုပ်နေတာမဟုတ်ဘူးငါဆက်စုပ်နေတာမဟုတ်ဘူးပညာမတက်ရင်ဘလို့ခံစားရတယ်တလန်းဝင်တလန်းထွက်ဈေးရောက်လို့အော်ငါမင်းကိုလက်တွေ့တွေပြနေတာမင်းဒါအောင်မင်းမမြင်ဘူးလား မြင်တယ်လေအကိုဆက်စုံနေတာ ဒါကိုငါ့ကိုဆက်စုပ်နေတာလို့ပြောတော့မင်းကိုလက်တွေ့တွေပြနေတာဒါအောင်မမြင်သေးဘူးအေးမင်းကိုထပ်ပြမယ်လာကြလားဘာလို့ ကိုကယ်ရီတော့မှာ ရှိတော့ပါဒီနားဒီနားလည်းပြရတယ်ဆိုတော့လမ်းမလျှောက်ပါတော့ အော်ဟုတ်ကဲ့ခင်ဗျဟုတ်ဟောမလားကိုကယ်ရီကောင်းလားကို ကယ်ရီသွားတာမသွားတာထားပါအောင်ကွာငါဒီတစ်ခုလောက်မေးလို့ရလား ရပါတယ်ဗျဗာမေးချင်လို့လည်းမေး ဟိုလူရောက်ဒီကယ်ရီဆွဲတာဘယ်ချိန်နဲ့စဆွဲတာ မေးကြာပြီမိမရပြီတဲ့အချိန်တည်းဆိုအခုကလေးတော့ရနေ อ๋อกะလေးတော့တော့ရနေပြီ ဟုတ်ကဲ့ခဏလေးရှင်းရှင်းလောက်ရှိပါဟုတ်ကဲ့ ကျောင်းထဲမှာနေခဲ့ဘူးလား အကြောင်းပဲခင်ဗျာနေခဲ့ဘူးတာပေါ့ဗျာ ဟုတ်လားဘယ်နှစ်နှစ်နေခဲ့ဘူးလဲ 10တန်းထိနေဘူးတာ ဟုတ်လားစက်တန်းအောင်ခဲ့တယ်ဗော 10တန်းတော့မအောင်ခဲ့ဘူးဗျ မဟုတ်ဘူးဆိုတော့ဒါ